ကျွန်ပြောမယ်ချင်းနေဘာလို့ဖျားကောင်းကြီးပေးလဲတိလားခင်ဗျာရှေးလည်းကားတယ်ခင်ဗျာကျွန်တော်မသိဘူးချင်းကျွန်တော်လေ COTR လား Church on the Rock လေ COTR ဟုတ်တယ်နော်အဲ့ဒီမှာကျွန်တော်သွားတဲ့အဲ့ဒီ conference ဗျာချင်း conference ချင်းတောင်ကရေးလာတာအဖွဲ့တွေမျောရွေးချင်းလေးတွေချင်းကြီးတွေချင်းလေးတွေချင်းတွေမျောရွေးတောင်ပေါ်သားတီးတန့်ချင်းတောင်ပေါ်သားအဖွဲ့တွေအကုန်လာတာခင်ဗျာလာလဲလာပြီခင်ဗျာဘာလို့တလားကျွန်တော်တို့တချင်း worship တချင်းဆိုရင်ကိုမျိုးကြီးဆိုတယ်မလားလုံးဝလက်ခုပ်တော်မတီးအဖွဲ့တွေအားလုံးကိုမျိုးကြီးအရေးလေဟိုမှာဆိုပါစို့ကိုတော်ရှင်ကိုပဲမြဲလို့တဲ့ကိုမျိုးကြီး worship ဦးဆောင်တယ်အဲ့ချင်းတွေအားလုံးအဲ့တိုင်းပဲအဲ့လိုပဲတကယ်နေတာဒါမဲ့ချင်းတီးလုံးရှိတယ်ခင်ဗျားတို့သိလားမသိအဲ့ချင်းတီးလုံးရှိတယ်အမဟုတ်နင်မသိဘူးနင်ကချင်းတောင်သားအစ်စ်မဟုတ်ဘူးနော်ဟမ်ဘယ်လိုချင်းမျိုးလဲအဲ့သူတို့တောင်းပေါ်မှာလေကွာဒါဆိုအဲ့လိုမျိုးအတန်ကြိုင်းလေအမေထွက်လာတာဘယ်တော့မှကျွန်တော်မမေ့အဲ့အထာလေးထွက်ဒါအနောက်ကနေနောက်တယောက်လိုက်လာဒါအဲ့ဒါပတ်ပြီးတော့ရေးလဲဆွဲနေတာရှေးလကအဘိုးကြီးဖွားကြီးတွေဟုတ်သားကြည့်တော့အဲ့ချင်းမဟုတ်ဘူးတခြားချင်းပြောင်းလိုက်လုံးဝပြန်ညင်သွားပြန်သူအဲ့ဒီ beat ကိုကြိုက်တာသူကဒါရှေးလဆွဲတာကွာဒါရန်ကုန်ချင်းအမေရဒီကိစ္စတယ်ဟဲ့ကခလေးလေးတွေလိုပဲအကုန်လုံးကြည့်သိရမလားဟိုအဲ့လိုလေဟိုအဲ့ဒီအမကြီးမဟုတ်ဆီယမပေါ့နော်သူရေးလက်ကသူကားသူကပြောဆိုကားတိုက်ပြီးတော့လေကားတိုက်ပြီးတော့သူကချက်တော့လုံးဝလှုပ်လို့မရတော့ဘူးသူတယောက်အရန်ကတော့ကျွန်တော်နားမှာထိုင်နေသူတို့ကအနောက်နားမှာထိုင်တော့အရန်ကတယ်နော်လို့ကျွန်တော်လှည့်ပြောလိုက်တာကျမကတာအကြောင်းရှိတယ်တဲ့ဘာဖြစ်လို့လဲလို့မေးကြည့်တော့ကျမကားတိုက်ပြီးတော့တဲ့ခြေထောက်လုံးဝမလှုပ်နိုင်ကားကျိတ်သွားလေခြေထောက်တစ်ခုလုံးကျိတ်ပလိုက်တာလေလုံးဝမလှုပ်နိုင်အသားတွေပါထွက်သွားပြီးတော့ရိုးတွေပါကြေသွားတာအဲ့ဒါ तू ကဖះကိုပြန်ဆူတောင်းတယ်တဲ့ကျမကိုအဲ့ဒီခြေထောက်ပြန်ကောင်းအောင်လုပ်ပေးပါဘုရားသခင်ကိုကလျက်ခုံလေချီးမွမ်းမယ်တဲ့ဖះကလေသူ့ကိုကဖို့ပြန်ပေးတယ်ကွာခြေထောက်ပြန်လှုပ်နိုင်အောင်ဖះမစားတယ်တောင်းလေခင်ဗျကျွန်တော်တို့ကဘာသာရေးထဲမှာနှစ်ပေါင်းများစွာနေခဲ့တော့သူများထွက်ကရင်သိရလားမလုံးနဲ့တော့သူတို့မှသူတို့နှလုံးသားနဲ့သူတို့ယဉ်ပြီးတော့မှချီးမွမ်းတဲ့အရာတွေအားလုံးခင်ဗျားတို့မသိပဲနဲ့ရှော့ကဲ့ရဖို့မစင်စားနဲ့အကုန်အမင်္ဂလာဖြစ်ကုန်မယ်သူတက်တည်ခံတော့ကျွန်တော်မျက်ရည်ပါကြားတယ်အဲ့တုန်းကအိုးကျွန်ပြောမယ်သင်ယူကအမြဲတမ်းသင်ယူအထူးသဖြင့်ကျွန်တော်တို့ချင်းနေရတော့ဒီကတာတော့ရေးလဲကျွမ်းတယ်လေဒါမဲ့ကရင်နေပါလေကြတော့ဒုံရိမ့်မြက်ကတာလေဖျားเจ้าမှာဆိုမကရဲတော့သူကကျွန်ပြောမယ်ဖျားနဲ့ပတ်သက်လာရင်လုံးဝမရှက်နဲ့မကြောက်နဲ့โอเคနောက်တစ်ခုထပ်ပြောမယ်ဖျားကျွန်တော်တို့ဖျားကစိတ်နှလုံးအကျွင်းမဲနဲ့ကိုးကွယ်တာကိုကြိုက်တယ်ဟန်ဆောင်တာမကြိုက်ဘူးကျွန်တော်ဖျားဘာမကြိုက်ဘူးလဲဟန်ဆောင်တာလုံးဝမကြိုက်ဘူးဟိုပွင့်လင်းနဲ့ကလေးတယောက်လိုဖျားကိုကိုးကွယ်တာဖျားအယမ်းကြိုက်တယ်ဒါဝိဒ်ကိုဖျားအယမ်းကြိုက်တာအဲ့ဒါပဲဒါဝိဒ်ကရင်ထဲမှာအရှိတိုင်းပဲလုံနေတာဒါဝိဒ်ကအရှိတိုင်းပဲဖျားကိုကိုးကွယ်တယ်သူ့ဘာသာဘယင်းမကလို့ဘာပဲဖြစ်သူများသူ့ဘလို့မြင်မလဲစိတ်ဝင်စားဘူးသူကရင်ထဲမှာအရှိတိုင်းပဲသူကတရားသူ့ထဲကနေဖျားကောင်းမြတ်ခြင်းတွေအယမ်းစီးထွက်တယ်ကျွန်တော်ပေါင်းကြည့်မှသိတယ်တကယ်ဖျားသုံးတဲ့လူတွေကြည့်လိုက်ရင်လေဟိုလူရှိမှသာဆရာကြီးတွေလိုဘာလို့နေတာလေလူနောက်ကွယ်မှာတကယ်ပေါင်းကြည့်တကယ်ကလေးတွေဆရာမုံထောင်းနဲ့ကျွန်တော်ပေါင်းမှသိတယ်တကယ်ကလေးတကယ်ကလေးသူက
ချစ်စရာကြီး तू ကပြောစရာစကားမရှိတော့လေဆရာတော်ပြီနော်ဘာမှမရှိတော့ဘူး तू ပြန်ထိုင်နေဟန်ဆောင်ချင်းကင်းတဲ့သူနဲ့ဖခင်အလုပ်လုပ်တယ်ကဲပြောတာဟန်ဆောင်တဲ့လူနဲ့ဖခင်အလုပ်မလုပ်ဒါကြောင့်အသက်တာမှာဖခင်သခင်ကောင်းကြီးအပြည့်အဝတကယ်ခံစားခြင်းဟန်မဆောင်နဲ့